ဒီဂျင်မယ်လေးဟာနှစ်ကြိုက်အိပ်ပျော်နေတုန်းနိုးစက်မိလာလို့နိုးလာခဲ့ပါတယ်သူအပြင်ကိုထွက်လာတဲ့အခါမှာတော့သူ့ရဲ့တခင်အစ်စ်ကခွေးလေးတစ်ကောင်ဖြစ်နေတာကိုတွေ့ပြီးလန့်သွားခဲ့ရပါတယ်ဂျင်မယ်လေးကဆူတောင်းသုံးခုဖြည့်ဆည်းပေးနိုင်တယ်လို့ရှင်းပြဖို့ကြိုးစားပေမဲ့ခွေးလေးကနားမလည်ခဲ့ပါဘူးဂျင်မယ်လေးခဏလောက်စဉ်းစားပြီးခွေးလေးကိုကစားစရာတွေအများကြီးပေးလိုက်ပေမဲ့ဆူတောင်းတစ်ခုမှပြည့်မလာသေးပါဘူးသူစိတ်ပြက်လက်ပြက်နဲ့ဘောလုံးကိုဒေါသတကြီးလွှင့်ပစ်လိုက်ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကခွေးလေးကအဲ့ဒီဘောလုံးကိုတော့ဖမ်းလိုက်တဲ့အခါမှာတော့ဆူတောင်းတစ်ခုကပြည့်သွားခဲ့ပါတယ်အခုတော့ဂျင်မယ်လေးဟာခွေးလေးနဲ့စပြီးစော့ကစားနေပါပြီဒါပေမဲ့ခွေးလေးကမိအိမ်ကိုကိုက်ပြီးထွက်ပြေးသွားတာကြောင့်ဂျင်မယ်လေးလည်းညှိပက်ပြီးပါသွားခဲ့ပါတယ်ပြီးတော့ခွေးလေးပြန်ရောက်လာတဲ့အချိန်မှာတော့နောက်ထပ်ဆူတောင်းတစ်ခုထပ်ပြေးသွားခဲ့ပြန်ပါတယ်အဲ့ဒီညနေပိုင်းဂျင်မယ်လေးအိပ်ပျော်နေတဲ့အချိန်မှာခွေးလေးကစော့ကျင်လို့မိအိမ်ကိုထပ်ပြီးလာဆွဲပါတယ်ဂျင်မယ်လေးကတိတ်ပိန်ပန်းနေတာကြောင့်မိအိမ်ကိုပြန်လူရကနေခွေးလေးကလည်းပြန်ဆွဲတာကြောင့်ရုတ်တရက်မိအိမ်ရဲ့လက်ကင်လေးကျိုးသွားခဲ့ပါတယ်ဒါကဂျင်မယ်လေးကိုတကယ်ဒေါသထွက်စေခဲ့ပြီးခွေးလေးလည်းကြောက်လန့်တကြားထွက်ပြေးသွားခဲ့ပါတယ်သူမရဲ့ဒေါသတွေပြေးလျော့သွားတဲ့အခါမှာတော့ဂျင်မယ်လေးစိတ်မကောင်းဖြစ်ပြီးခွေးလေးနောက်ကိုလိုက်ရှာပါတော့တယ်ခွေးလေးကအိမ်မွေးခွေးတစ်ကောင်နဲ့အတူရှိနေတဲ့နောက်ထပ်ဂျင်မယ်တစ်ပါးရဲ့နေရစီးပချီကားကိုမေးကြည့်နေတာကိုသူမတွေ့လိုက်ရပါတယ်ဂျင်မယ်လေးကခွေးလေးရဲ့လက်ဘေးမှာရွှေရောင်လက်ပက်လေးတစ်ခုပတ်ပေးလိုက်တာကြောင့်ခွေးလေးအရန်ပျော်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့နှစ်ဦးအမတ်တရအချိန်လေးကိုမျှဝေခါနီးမှလည်းတတိယမြောက်ဆူတောင်းမှာပြည့်စုံသွားခဲ့တာကြောင့်ဂျင်မယ်လေးဟာမိအိမ်ထဲကိုပြန်လည်ဆုပ်ယူခြင်းခံလိုက်ရပါတော့တယ်